1918ခုနှစ်ပထမကမ္ဘာစစ်ကြီးပြီးဆိုးသွားပြီးတဲ့အချိန်မှာအဓိကစစ်မြေဖြစ်ခဲ့တဲ့ဥရောပနိုင်ငံတွေဟာများစွာပျက်စီးဆုံးရှုံးမှုတွေများခဲ့ပါတယ်။အဲ့ဒီထက်မှအဆိုးဆုံးကတော့ဗြိတိန်နဲ့မဟာမိတ်တွေကိုဆစ်ရှိုးခဲ့တဲ့ဂျာမနီပဲဖြစ်ပါတယ်။ဆစ်ရှိုးခဲ့တဲ့ဂျာမနီဟာဘာစစ်စာချုပ်မချုပ်ဆိုခင်အခြေအနေမဟာမိတ်တွေရဲ့ပိတ်ဆို့ကန့်သတ်ထားမှုကြောင့်ဒီစာနာရေးကပြန်လာပြီးတော့ဂျာမန်ပြည်သူနှစ်သိန်းခွဲလောက်ထိအငတ်ပေးကုဆဲရောက်တဲ့ကြောင့်ပိတ်ဆို့ခဲ့ရပါတယ်။ဂျာမန်အင်ပါယာပြိုလဲသွားပြီးတော့ဒီဘဝရေးကျဆဲမှုတွေငွေကြေးဖောက်ပွားမှုတွေအပြင်ကမှဒီနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပါတယ်ဒီအဲ့လိုချက်တွေကြောင့်ပေါ့နော်တမန်တလျှောက်ဆိုးရွားဆိုးစနစ်နဲ့အစိုးရတစ်ခုကိုပေါ်ပေါက်လာစေခဲ့ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလူသားသမိုင်းတလျှောက်ဆိုရှယ်မှုအများဆုံးနဲ့လူသေးပဲအများဆုံးဖြစ်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့ပြီးတော့ပန်းနဲ့ချီတဲ့လူမျိုးတို့တပ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့ဟစ်လာနဲ့နာဇီဝါဒကြောင့်ကိုဝိမတ်တိုက်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပထမကမ္ဘာစစ်ကြီးပြီးဆိုးသွားပြီးတဲ့အချိန်မှာဂျာမန်အင်ပါယာမဟာမိတ်တွေကိုဆစ်ရှိုးပြီးတော့အလို့ဆိုပြိုလဲသွားတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်1918နိုဝင်ဘာ10ရက်နေ့မှာဒီသမ္မတနိုင်ငံဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ဝိမာသမ္မတနိုင်ငံကိုထူထောင်ခဲ့ကြပါတယ်သမ္မတနိုင်ငံစတင်တည်ထောင်တဲ့အခြေခံတွေကမဟာမိတ်တွေရဲ့ပိတ်ဆို့တိုက်ခတ်မှုတွေကြောင့်စီးပွားရေးကျဆင်းမှုတွေနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေခဲ့ပါတယ်အဲဒါ1919ဇွန်လ28ရက်နေ့မှာဒီပါရီမြို့ပါစိန်နန်းတော်မှာဒီမဟာမိတ်တွေကဒီမဟာမိတ်နိုင်ငံတွေကပေါ့နော်ဂျာမနီနိုင်ငံပေါ်မှာကြီးလေးတဲ့ပိတ်ဆို့တိုက်ခတ်အရေးယူမှုတွေပါဝင်တဲ့ဘာစစ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်အဲ့စာချုပ်မှာဘာတွေပါလဲဆိုတော့ဒီပထမကမ္ဘာစစ်ကိုဂျာမန်တွေကစတင်ခဲ့တဲ့ဆိုတဲ့ဆွဆွချက်နဲ့ရဲ့ဥရောပနိုင်ငံတွေရဲ့ဆိုရှယ်မှုတွေအတွက်စင်ရုံကြီးဒေါ်လာ33ဘီလီယံပေးဆောင်ရလို့ပါဝင်ခဲ့ပါတယ်အဲ့ဒါပြည့်ဒီဂျာမနီရဲ့နေမြေ73ရာခိုင်နှုန်းလောက်ဆိုရှယ်ခဲ့ရပြီးတော့စင်ရအားတွေလည်းများပြားရှော့ချကတ်သက်ခံခဲ့ရပါတယ်အဲ့ဒီမဟာမိတ်တွေရဲ့တန်ခတ်မှုတွေနဲ့ဘာစစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ပေါ်ဒီဂျာမန်ပြည်သူတွေကတော့လောဘကိုမကျေနပ်ကြပါဘူးအထူးသဖြင့်ဆက်ရှိုးခဲ့ပြီးတော့ဒီတိုက်ပြည်နဲ့လူမျိုးကိုယ်သိက္ခာကျဆင်းခဲ့ရတဲ့အပြင်အစည်းအဝေးမှာလည်းကြီးကြပ်ထိခိုက်ခဲ့ရတာကြောင့်ဂျာမန်ပြည်သူတွေကအရန်ကိုစိတ်ပြတ်နေခဲ့ကြပါတယ်အဲ့ဒီချက်တွေကိုခွင်ကောက်ယူပြီးတော့လည်းဒီနာဇီပါတီတွေပါဝင်ဒီလက်ရဆော့ရောက်ဝါဒီတွေကတော့ဒီဘာစစ်စာချုပ်ချုပ်ဆိုမှပါဝင်ခဲ့တဲ့ဒီဝေမာသမ္မတအစိုးရအကောက်ဆောင်တွေပေါ်ဂျာမန်လူမျိုးတွေနဲ့ဒီစက်တပ်ပေါ်မှာဒီနောက်ကျောကနေဓာတ်နဲ့ထိုးခဲ့တဲ့ရာဇဝတ်ကောင်တွေဆိုပြီးတော့ဆော့ဆွဲခဲ့ကြပါတယ်အဲ့လိုနဲ့ဒီပထမကမ္ဘာစစ်ကြီးပြီးပေါ်ပေါက်လာတဲ့ဒီဝမသမ္မတနိုင်ငံဟာသူ့ရဲ့သက်တမ်း14နှစ်တာကာလအတွင်းမှာဒီနိုင်ငံရေးတည်မြဲမှုတွေဒီလက်ရလက်ဝဲဆော့ရောက်ဝါဒီတွေရဲ့အာဏာသိမ်းမှုကြိုးပမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အထူးသဖြင့်ဒီပထမကမ္ဘာစစ်ရဲ့နောက်ဆက်တွဲဆိုးရုံမှုတွေနဲ့စီးပွားရေးကျဆင်းမှုတွေဟာဒီဝမသမ္မတနိုင်ငံအစိုးရပေါ်မှာများစွာပေါ်ပြီးနေခဲ့ပါတယ်အဲ့ဒါပေ1923မှာဂျာမန်ငွေကြေးဖောက်ပွားမှုကြီးဖြစ်ခဲ့ပါတယ်ဘယ်လောက်ထိဆိုးသွားလဲဆိုရင် US ဒေါ်လာကိုဂျာမန်မှငွေ4 ထရီလီယံတိချိခဲ့ပြီးတော့ငွေစက်ကူတွေလှဲနဲ့တည်ယူရတဲ့အခြေအနေထိပါပဲအကြောက်ကတော့ဒီဂျာမန်ဆိုရကဒီစင်ရုပ်ကြီးတွေနဲ့ဒီပထမကမ္ဘာစစ်မှာတိုးပြခဲ့တဲ့စစ်တိုးစည်းတွေကြောင့်လက်ကျအရန်ငွေတွေနေပါလာပြီးတော့ငွေစက်ကူတွေအဆမတရိုက်နှိပ်ထိုးလို့ခဲ့တာကြောင့်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့1929မှာဖြစ်ပေါ်ခဲ့တဲ့ဒီမာစီဘောပြက်ကကြောက်ပဲဖြစ်ပါတယ်1929အမေရိကန်ပြည်တော်စုကဒီ stock တွေပြိုလဲသွားပြီးတော့ကမ္ဘာတော်ဖော်ပြတဲ့နိုင်ငံတွေကအကြီးအကျယ်ထိခိုက်ခဲ့ရပါတယ်လူတဦးချင်းဝင်ငွေ GDP ပြီးတော့ဒီယင်းနီမြို့နာမှုတွေနဲ့ဒီစက်ရုပ်အလုပ်ရုပ်တွေများစွာပြိုလဲခဲ့ရပြီးတော့စီးပွားရေးတွေများစွာထိခိုက်ခဲ့ရပါတယ်အဲ့ဒါမှလည်းဒီဂျာမနီဟာဒီငကိုကလေးကစီးပွားရေးကျဆင်းနေတာဖြစ်တဲ့အတွက်ဒီကမ္ဘာစီးပွားရေးပြက်ကရဲ့ရိုက်ခတ်မှုတွေကိုအလူလဲခံခဲ့ရပြီးတော့ဂျာမန်ပြည်သူတွေကကြီးကျယ်ဒုက္ခရောက်ခဲ့ကြပါတယ်စက်ရုပ်လို့ရုပ်တွေပိတ်သေးပြီးတော့လိုလက်မဲ့တွေညားလာခဲ့ပါတယ်အဲ့လိုနဲ့ဒီဂျာမနီရဲ့စီးပွားရေးဟာလည်းပြိုလဲလို့နေဖြစ်သွားခဲ့ပါတယ်အဲ့လိုအခြေအနေတွေကိုခွင်ကောက်ယူပြီးတော့နာဇီဝါဒီတွေလိုမျိုးလက်ရဆော့ရောက်ဝါဒီတွေနဲ့လက်ဝဲဆော့ရောက်ဝါဒီတွေဟာဒီလက်ရှိအစိုးရပေါ်မှာပြစ်ပို့ချခဲ့ပါတယ်အထူးသဖြင့်ပြည်သူတွေရဲ့ကြက်တဲ့ဟာလက်ရှိအစိုးရရဲ့ညံပြဲမှုတွေကြောင့်ဆိုပြီးတော့ဝါဒဖြတ်ခဲ့ကြပါတယ်ဒီနေရာမှာလက်ရဆော့ရောက်နဲ့လက်ဝဲဆော့ရောက်ဝါဒီတွေဆိုတာဘာလဲဆိုတော့ဒီလက်ရဆော့ရောက်ဝါဒီတွေဆိုတာမျိုးသားရေးနဲ့ဒီရေကြီးမှုဒလိထိုးတာတွေကိုလက်ကိုက်ထားတဲ့လူမျိုးကြီးဝါဒတစ်ခုဖြစ်ပါတယ်ဥပမာဒီနာဇီဝါဒနဲ့ဒီဖက်စစ်ဝါဒတွေဟာလူမျိုးကြီးဝါဒပေါ်ခြေခံထားတဲ့လက်ရဆော့ရောက်ဝါဒီတွေဖြစ်ပါတယ်လက်ဝဲဆော့ရောက်ဆိုတာကတော့ဒီလူမှုရေးနဲ့စီးပွားရေးတာတူညီမျှရေးကိုလက်ကိုက်ထားတဲ့ဝါဒဖြစ်ပါတယ်ဥပမာဒီကွန်မြူနစ်နဲ့ဆိုရှယ်လစ်တွေဟာဒီလက်ဝဲဝါဒီတွေဖြစ်ပါတယ်ဒီဝမသမ္မတနိုင်ငံကောင်းဆောင်တွေကအဲ့ဒီလိုလက်ရလက်ဝဲဆော့ရောက်တွေလက်ကနေပြီးတော့ဒီမိုကရေစီကိုကာကွယ်ဖို့ဆိုပြီးတော့စစ်တပ်ကိုတောက်ဆိုခဲ့ပါတယ်ဒါပေမဲ့လည်းစစ်တပ်ကဒီလက်ဝဲဝါဒီကိုတွေကိုသာဆက်ကျတိုက်ခိုက်ပြီးတော့လက်ရနာဇီပါတီတွေလိုမျိုးဒီလက်ရဆော့ရောက်ဝါဒီတွေကိုကြောက်တော့မဆက်ကျပါဘူးအဲ့လိုစစ်တပ်ရဲ့ဘဲလိုက်မှုကလည်းဒီနာဇီပါတီအာဏာရလာဖို့အတွက်ကူညီတဲ့ဖွဲ့ဖြစ်ခဲ့ပါတယ်အဲ့တော့ဖေလာကလည်းအဲ့ဒီခွေးရည်ကိုထိထိမိမိတုံချခဲ့ပြီးတော့အာဏာရရှိရေးအတွက်
နောက်ပိုင်းမှာဒီအကြဖက်မှုတွေကိုတော်တော်ကြကြလှုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ Hitler ကြောက်သွားလိုက်ကြရအောင်သူ့ရဲ့နာမည်ပြီးဆိုကတော့ Adolf Hitler ပေါ့နော် Hitler ကို1889 April 20ရက်နေ့မှာ Austria မှာမွေးဖွားခဲ့တာဖြစ်ပါတယ်အဲ့ဒီက Austria Hungary Empire ပေါ့နော်သူမတွေကတော့ဒီအဲ့တော့ကဒီအလုတ်ကိုက်တီတကြမရှိတာကြောင့်အလုတ်ရှိရာမြို့နယ်ကိုပျောက်ရွှေ့နေထိုင်ခဲ့ရပါတယ်သူသက်14နှစ်အရွယ်မှာဒီသူ့ဖက်ကကွယ်လွန်သွားတော့မိခင်ဖြစ်သူနဲ့ကြာရက်ပြီးတော့သူ့ဘဝကအင်မတန်ခက်ခဲခဲ့ပါတယ်ကျောက်စာကလည်းညညတဲ့သူဖြစ်တာကြောင့်ပညာရေးစိုးခန့်တရားမသိရဘဲနဲ့ကြောက်ထွက်လိုက်ရပါတယ်ဟဲ့လောက်ဝါသနာပါတာတော့ပကြီးဆွဲတာဖြစ်ပြီးတော့ဒီတနေ့တစ်ချိန်ကြာရေဒီပကြီးဆရာတယောက်ဖြစ်ကျင်ခဲ့တာပါအဲ့ဒါကြောင့်ဒီမြို့တော်ဘီယန်နာကိုရောက်ရှိသွားပြီးတော့ဒီသူဖြစ်ချင်တဲ့ပကြီးဆရာတယောက်ဖြစ်ဖို့အတွက်ဒီဘီယန်နာမြို့မှာရှိတဲ့နုပညာကျောင်းတစ်ခုမှာဒီတက်ရောက်ဖို့လုပ်ခဲ့ပေမဲ့လည်းကျောက်ကလက်မခံလာကြောက်မအောင်မြင်လိုက်ပါဘူးဒီလိုနဲ့ဟစ်လာစိတ်ဓာတ်ကျသွားပြီးတော့တာမန်လို့သမားတယောက်အနေနဲ့ဘဝကိုရုပ်ကန်ခဲ့ပါတယ်ဟစ်လာရဲ့ငယ်ဘဝအရန်ကိုမှခက်ခဲခဲ့ပါတယ်နောက်တော့သူ့ရဲ့ခက်ခဲတဲ့ဘဝကြောင့်ပုံမှန်မို့တော့တဲ့သူ့ရဲ့စိတ်တွေကိုပြုပြင်ဖို့အတွက်နောက်ပိုင်းမှာသူစာပေတွေကိုဖတ်ဖြစ်လာခဲ့ပါတယ်သူတစ်ဖက်ဒီနိုင်ငံရေးစာပေတွေဒီသတင်းစာတွေကိုစိတ်ဝတ္တစားဖတ်ရှုလာခဲ့ပါတယ်သူဖတ်တဲ့စာအုပ်မျိုးစားတွေကတော့ဒီလူမျိုးရေးခွဲခြားမှုကိုခြေခံတဲ့လူမျိုးရေးဝါဒပေါ့နော်ဒီစာအုပ်တွေဖြစ်တာကြောင့်သူ့ရဲ့အမြင်မှာပေါ့နော်လူမျိုးရေးဝါဒတွေလွှမ်းမိုးလာခဲ့ပါတယ်အထူးသဖြင့်ဒီသူတို့ထင်တဲ့မြို့မှာဒီဘေနာမြို့မှာဆိုရင်လည်းဒီဂျူမိုဒီရေးနဲ့ဒီလူမျိုးရေးဝါဒတွေပြတ်ပွားနေတာကြောင့်ဒီဂျူမိုဒီရေးစာပေတွေကိုအများပြားသူဖတ်ရှုမိခဲ့ပါတယ်အထူးသဖြင့်ဂျူတွေကကဘာကြီးကိုပေးပိုက်ချဲလဲဖို့စူးစမ်းနေတယ်ဆိုတော့ဝါဒဖြတ်စာပေတွေကိုအများပြားဖတ်ရှုလာခဲ့ပါတယ်အဲ့ဒီလိုနဲ့ဒီဟစ်လာရဲ့အတွေးခေါ်မှာပေါ့နော်ဒီအဲ့ဒီလူမျိုးရေးခွဲခြားမှုနဲ့ဒီဂျူမိုဒီရေးတွေဖြည်းဖြည်းနဲ့ကြေအောက်လာခဲ့တယ်ပေါ့နော်ဒီ1913ရောက်တော့ဟဲ့လာဩစတြေးလျဟန်ဂေရီအင်ပါယာရဲ့စစ်မှုမထမနေရဥပဒေကိုရှောက်ပေးဖို့အတွက်ဂျာမနီနိုင်ငံမြူနစ်မြို့ကိုပျောက်ရွှေ့သွားခဲ့ပါတယ်အဲ့ဒါပြည့်ဒီမြူနစ်မြို့ကိုရောက်ရှိလာခဲ့ပျောက်လာခဲ့တဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ဟဲ့လာဒီမြူနစ်မှာပုံကောင်းမော်တဲ့အလုပ်ခွင့်လာတစ်ခုကိုရှာဖွေဖို့ပါပဲ1914ဆာလာရီဘိုလုကြမှုအပြီးပထမကမ္ဘာစစ်ကြီးထပ်ပစ်တော့ဟစ်လာဂျာမန်အင်ပါယာဘာဗေးရီးယားပြည်နယ်စစ်တပ်မှာဝယ်ရောက်အမှုထမ်းခဲ့ပါတယ်စိတ်မနာတွေမှာလည်းဟစ်လာရှေ့သားကနေပါဝယ်တိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်ရဲ့နဲ့ဒါရပစ်ထန်ရရှိပြီးတော့တိတ်လူမျိုးပါချင်းနေတီရောက်ခဲ့ပူပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တတဲ့ဖို့ဖြစ်ပြောင်းလဲတာဝထဆောက်ခဲ့ပါတယ်1918ပထမပါစစ်ကြီးဖြစ်တော့ဂျာမန်အင်ပါယာရှုံးနေပြိုလဲသွားပြီးတဲ့ချိန်မှာဟစ်လာနိုင်ငံရေးလောကတွေကိုခြေစိုးပြည့်ဝယ်ရောက်လာခဲ့ပါတယ်ပထမကမ္ဘာစစ်မှာဂျာမန်အင်ပါယာကြာရှိုးရခြင်းဟာဂျူးလူမျိုးတွေရဲ့အမျက်ကြီးစားချဲလဲမှုတွေနဲ့ဆိုရှယ်လစ်နဲ့ကွန်မြူနစ်တို့ရဲ့သစ္စာဖုံးမှုတွေကြောင့်ဆိုပြီးတော့ဟစ်လာကအဒေးပဲဖွဲ့ဆိုခဲ့ပါတယ်အဲ့ဒါကြောင့်ဒီ1920မှာ DAP လို့အတူကခေါ်တဲ့ဂျာမန်အလို့သမားပါတီတဲ့ကိုဝင်ရောက်ပြီးတော့ဂျူမိုဒီရေးနဲ့လူမျိုးကြီးဝါဒတွေကိုဝါဒဖြတ်ဆော်ဩခဲ့ကြပါတယ်ဒီဟစ်လာရဲ့ဟောပြောစွမ်းယူတွေကြောင့်ဒီပါတီဝင်ဥယျာဉ်များပြလာပြီးတော့နောက်ပိုင်းမှာ NSDAP လို့ခေါ်တဲ့ဒီဂျာမန်လို့သမားများဆိုရှယ်လစ်ပါတီသို့မဟုတ်နာဇီပါတီဆိုပြီးတော့အမည်ပြောခဲ့ပါတယ်သမ္မတနိုင်ငံပေါ်ပေါက်လာပြီးတော့ပတ်သက်စာချုပ်ကိစ္စနဲ့ဒီဂျာမန်ပြည်သူတွေရဲ့အကြက်တဲတွေကိုခုတုံးလုပ်ပြီးတော့နာဇီပါတီဟာဒီလက်ရှိအစိုးရရဲ့ဒီမိုကရေစီစနစ်ကိုပြစ်ထားဆန့်ကျင်ခဲ့ကြပါတယ်အဲ့လိုနာဇီပါတီဟာမြူနစ်မြို့ရဲ့ဘီယာခမ်းမတွေမှာဒီဘက်မှာဆိုရဆန့်ကျင်ရေးနဲ့ဒီကွန်မြူနစ်ဆန့်ကျင်ရေးပြီးတော့လူမျိုးရေးခွဲခြားမှုတွေကိုတွင်တွင်ကျဲဟောပြောလာခဲ့ပါတယ်အဲ့လိုနဲ့1923နိုဝင်ဘာ10ရက်နေ့မှာဟဲ့လာဦးဆောင်တဲ့နာဇီပါတီဝင်တွေကလက်ရှိဆိုရကိုအာဏာသိမ်းဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့မအောင်မြင်ပဲနဲ့နာဇီပါတီဝင်တွေအများပြားကြောက်ဆိုးခဲ့ပြီးတော့ဟဲ့လာကိုတိုင်လည်းဖမ်းဆီးထောက်ချခံခဲ့ရပါတယ်အဲ့ကြောက်ဆိုးမှုတော့မှဟဲ့လာပါတီလိုက်ရလဲဆိုတော့ဒီနိုင်ငံရေးအာဏာကိုပေါ့နော်ကြမ်းနီးနေမဟုတ်ပဲနဲ့သူ့ရဲ့ဥပဒေပေါအတွင်းကနေပြီးတော့အာဏာရယူဖို့အတွက်သူ့ရဲ့နီးဗျူဟာကိုပျောက်လဲဖို့ပဲဖြစ်ပါတယ်ဟင်လာသူထောက်ချနေတဲ့တဲမှာပဲသူ့ရဲ့ပြေးပြတဲ့လူမျိုးကြီးဝါဒနဲ့ဂျူမိုဒီဝါဒအတွေးခေါ်တွေကိုထက်သွင်းရေးသားထားတဲ့ make up လို့ခေါ်တဲ့ဒီမလိုဘာသာပြရမယ်ဆိုတော့ငါးဤကြိုးပမ်းမှုဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်ထောက်တာ9နှစ်ကြာခဲ့ရပေမဲ့ဒီအလျှော့ပေါ်နဲ့တစ်နှစ်ဝက်ကျေသာကြာခဲ့ပြီးတော့ပြန်လောလာခဲ့ပါတယ်ဟဲ့လာပြန်လောလာတော့သူ့ရဲ့နာဇီပါတီကိုပြန်လဲစုစည်းပြီးတော့ရွေးကောက်ပွဲကိုပြိုင်နိုင်မဲ့နိုင်ငံရေးပါတီအဖြစ်သို့ပြောင်းလဲခဲ့ပါတယ်1929မှာစီးပွားပြကကာလမှာနာဇီပါတီကြီးထွားလာဖို့အတွက်အခွင့်အရေးဖြစ်ခဲ့ပါတယ်စီးပွားပြကကာလမှာဂျာမနီယာစီးပွားရေးတဟိုထိုးကျဆင်းသွားပြီးတော့အလို့လက်မဲ့တွေများလာခဲ့ပါတယ်အဲ့လိုချင်းတွေပေါ်မှာဟင်လာကလက်ရှိဆိုရရဲ့ညဖြစ်မှုတွေနဲ့ဂျူးလူမျိုးတွေပေါ်ပြစ်ပို့ချပြီးတော့ဝါဒဖြန့်ဟောပြောစည်းရုံးခဲ့ပါတယ်အဲ့တော့ကဂျူးလူမျိုးတွေဟာဒီငွေကြေးနဲ့ပတ်သက်တဲ့စီးပွားရေးတွေ
တဲ့လုတ်ကြတဲ့သူတွေဖြစ်တာကြောင့်ငွေကြေးဖောက်ပတ်မှုတွေဟာဂျူးတွေကြောင့်ဆိုပြီးတော့ဟဲလာကမှန်ယူခဲ့ပါတယ်အဲ့တော့ဟက်တာလူမျိုးစုဖြစ်တဲ့လက်သမားတွေနဲ့ဒီစီးပွားတေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကိုဒီကပြမှတ်ထားဟောပြောစီယိုခဲ့ပါတယ်အဲ့ဒါပဲခဲမီနီးပညာတွေဖြစ်တဲ့ဒီရေဒီယိုနဲ့ရုပ်ရှင်တွေဝါတာဖြတ်ပိုစတာတွေတုံးပြပြီးတော့လည်းမဲဆွယ်စီယိုခဲ့ပါတယ်အဲ့လိုနဲ့ပါတီဟာလူထုထောက်ခံမှုကြီးကြရရှိရပြီးတော့နာဇီပါတီဟာလည်းတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်ထက်ခု32ရွေးကောက်ပွဲမှာလော့တော်ရဲ့အကြီးဆုံးပါတီပဲဝယ်ပိုင်ခဲ့ပြီးတော့မဲအများဆုံးရရှိခဲ့ပါတယ်ဒါပေမဲ့အစိုးရဖွဲ့နိုင်ခြင်းမရှိတာကြောင့်ဒီဂျာမန်မျိုးချစ်စစ်ဘိုချိုဟန်ဒဘက်ကသာသမရဖြစ်လာခဲ့ပါတယ်အဲ့နောက်ရှေးရိုးဆိုတဲ့ကော်ဆာဘေးတဲ့ဝါဒီတွေကတော့လူထုထောက်ခံမှုကြီးကျယ်ရရှိနေတဲ့ဟက်လာကိုဝကြီးချိုးဖြစ်ခန့်အပ်ဖို့အတွက်သမရကိုဖိအားပေးတောက်ဆိုခဲ့ပါတယ်ကော်ဆာဘေးတွေကဘယ်လိုမြင်လဲဆိုတော့ဟက်လာကိုဝကြီးချိုးဖြစ်ခန့်အပ်လိုက်မယ်ဆိုရင်သမရရဲ့လက်အောက်ကနေပြီးတော့နာဇီပါတီကိုထိချိုးနိုင်လိမ့်မယ်ဆိုပြီးတော့ယူဆခဲ့ကြတာပါဒါပေမဲ့နောက်ပိုင်းမှာသူတို့ထက်သလိုလုံးဝမဟုတ်ပဲနဲ့ဟက်လာအာနာရရှိလာဖို့အတွက်ခွင့်ရေးပေးလိုက်သလိုကိုဖြစ်သွားခဲ့ပါတယ်အဲ့လုံးနဲ့1933ဇန်နဝါရီ30ရက်နေ့မှာဟက်လာကိုဝကြီးချိုးဖြစ်ခန့်အပ်လိုက်ကြပါတယ်တိတ်မကြခဲ့1933ဖေဖော်ဝါရီ29မှာပါလီမန်ဆောက်အုံမှာမိလောက်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်နာဇီကားတို့ကောက်စုပ်တွေကတော့ဒီအဲ့ဒီမိလောက်မှုဟာကွန်မြူနစ်တွေဟာအကြမ်းဖက်အာဏာသိမ်းဖို့ကြိုးပမ်းမှုဆိုပြီးတော့ဝါဒဖြတ်ခဲ့ကြပါတယ်အဲ့ဒါကြောင့်ဒီဟက်လာကသူ့ရဲ့အာဏာကိုတုံ့ပြုပြီးတော့နိုင်ငံတော်အရေးပေါ်ကာလဆိုပြီးတော့ကြေညာခဲ့ပါတယ်အဲ့နောက် Social Democrat ဝါဒီတွေနဲ့ Communist ကောက်စုပ်တွေကိုဖမ်းဆီးလိုက်ပါတယ်ဟက်လာသူ့ရဲ့အာဏာကိုတုံ့ချပြီးတော့ပြည်သူနဲ့ဒီနိုင်ငံတော်ကာကွယ်ရေးဥပဒေဆိုပြီးတော့ကြေညာခဲ့ပါတယ်ဒီအဲ့ဒီဥပဒေမှာဒီလူအုပ်စုစုဝေးခွဲလောလဆာထုတ်ပေါ်ပြောဆိုခွဲဒီစာနယ်ဇင်းလောလခွဲတွေနဲ့ဒီဒီမိုကရေစီဆိုင်ရာဥပဒေတွေအကုန်လုံးကိုရုပ်သိမ်းလိုက်ပြီးတော့ဟက်လာရဲ့အစိုးရအဖွဲ့ကိုပါလီမန်သုံးမဟုတ်သမရဆွတ်ဖက်မှုမပါဘဲနဲ့ဥပဒေတွေနဲ့ဆုတ်ဖြတ်ချက်တွေကိုနာဇီဆိုရကိုယ်တိုင်ပြတ်ထအသုံးပြုခွဲပါရရှိခဲ့ပါတယ်အဲ့ဒီဥပဒေကိုအသက်သွင်းပြီးတဲ့နောက်မှာနာဇီဝါဒလုပ်ငန်းစဉ်တွေကိုစတင်ခဲ့ပြီးတော့ဒီမိုကရေစီစနစ်အဆိုးသက်သွားခဲ့ပါတယ်အတိုက်ခါတွေကိုဖိနှိပ်ဖက်ဆီးဖို့အတွက်ချစ်စခန်းတွေကိုတည်ထောက်ခဲ့ပါတယ်1934ဂျော်လာ30ရက်နေ့မှာဟက်လာသူ့ရဲ့ပါတီတွေပြိုင်ပွဲတွေနဲ့နိုင်ငံရေးပြိုင်ပွဲတွေကိုရှင်းလင်းပြဖို့လုပ်ခဲ့ပါတယ်အဲ့ဒီလုပ်ကြမှုဟာညရွေးချေဆောင်ရွက်ခဲ့ပြီးတော့ SA တပ်ဖွဲ့ကောင်းဆောင်ကိုလုပ်ကြံခဲ့ပါတယ်SA တပ်ဖွဲ့ဆိုတာကတော့နာဇီပါတီရဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီးတော့နာဇီပါတီစချေသူတွေနဲ့ကွန်မြူနစ်တွေကိုနှိမ့်နှင်းခဲ့တဲ့ရက်စက်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်နောက်ပိုင်းအင်အားကြီးလာတော့ဟက်လာကဒီ SA တွေဟာစစ်တပ်နဲ့ပေါက်ပြီးတော့သူတို့ကိုတော်လာမှာကိုစိုးရိမ်တဲ့အတွက် SA တပ်ဖွဲ့ကောက်စုပ်ကိုနှိမ့်နှင်းပစ်ခဲ့တာဖြစ်ပါတယ်အဲ့တော့နာဇီဆိုရရဲ့ရက်စက်တဲ့အကြမ်းဖက်မှုတွေကိုဆက်လက်ကောက်တဲ့ပေါ်ဖို့အတွက် SS တပ်ဖွဲ့ကိုထပ်မံဖွဲ့စည်းခဲ့ပါတယ်1934ဩဂတ်စ်လ2ရက်နေ့မှာသမရကွယ်လွန်သွားတော့ဟက်လာသမရယာဒုနဲ့ဝကြီးချုပ်ယာဒုအပါဝင်အာဏာတွေကိုပေါက်စီးပြီးတော့နိုင်ငံတော်ကောက်ဆောင်ဖြစ်လာခဲ့ပါတယ်ဂျာမနီအဲ့နောက်ဒီဂျာမနီဟာအာဏာရှင်အုပ်ချုပ်တဲ့တပါတီအာဏာရှင်စနစ်ဖြစ်လာခဲ့ပါတယ်ဟက်လာအာဏာရလာပြီးတော့ဒီနာဇီဆိုရဟာလူမျိုးရေးခွဲခြားမှုနဲ့လူမျိုးကြီးဝါဒကိုအကောက်ထဲပေါ်ခဲ့ပါတယ်သူတို့ယုံကြည်ချက်အရအာရီယန်မျိုးနွယ်တွေဖြစ်တဲ့ဂျာမန်တွေဟာကြီးမြတ်ဆုံးဖြစ်ပြီးတော့ဂျာမန်တွေရှိတဲ့နေရာဟာသူတို့ပိုင်တဲ့နယ်မြေဖြစ်ပြီးတော့တနေ့တစ်ချိန်မှာဂျာမန်တွေကနိုင်ငံတစ်ခုတည်းမှာအတူတကွပေါက်စီးနေထိုင်ရမယ်ဆိုပြီးတော့ဖြစ်ပါတယ်အဲ့ဒါကြောင့်ဟက်လာဟာတပိပိနဲ့စင်အောင်ကိုစူဆောက်လာခဲ့ပါတယ်သူရဲ့ရည်ရွယ်ချက်ကတော့ဘာစစ်စာချုပ်ကိုချိုးဖျက်ပြီးတော့ဂျာမန်လူမျိုးတွေနေထိုင်တဲ့နယ်မြေတွေကိုသိပိုက်ဖို့ပါပဲအဲ့တော့1938မှာဘေးနားမှာရှိတဲ့အော်စတြီးယားကိုကျူးကျော်သိပိုက်လိုက်ပါတယ်အဲ့နောက်မှာဒီချက်ကိုစလိုဗေကီးယားရဲ့စိတ်ပိုက်တစ်ခုဖြစ်တဲ့ဆူဒလန်ဒေသကိုမြူနစ်စာချုပ်ချုပ်ဆိုပြီးတော့ရရှိခဲ့ပါတယ်မြူနစ်စာချုပ်ဆိုတာကတော့ဒီဗြိတိန်နဲ့ပြင်သစ်တို့လိုဥရောပမဟာမိတ်နိုင်ငံတွေကဟစ်တလာကိုဥရောပမှာနောက်ထပ်အဆင့်မီတစ်ခုမဟာဒီဘို့အတွက်တားဆီးဖို့ဒီဟစ်လာနဲ့မြူနစ်မြို့မှာချုပ်ဆိုခဲ့တဲ့စာချုပ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဟစ်လာကတော့မြူနစ်စာချုပ်ကိုဖောက်ဖျက်ပြီးတော့ချက်ကိုစလိုဗေကီးယားကိုပါထပ်မံသိမ်းလိုက်ပါတယ်အဲ့နောက်ဒီလေသူရီနီယာကိုသိမ်းပိုက်လိုက်ပါတယ်1939မှာပိုလန်ကိုကျူးကျော်သိမ်းပိုက်ပြီးတော့ဒုတိယကမ္ဘာစစ်ကိုစတင်လိုက်ပါတယ်အဲ့ဒါပြီးတော့ဇက်တိုက်ဆိုလိုဒိန်းမတ်နော်ဝေးနယ်သာလန်ဘယ်လ်ဂျီယံလူဇင်ဘတ်ပြင်သစ်ဂရိနဲ့ယူဂိုဆလာဗီးယားနယ်မြေတွေကိုပါသိမ်းပိုက်လိုက်ကြပါတယ်နောက်ဆိုနာဇီတပ်တွေဟာဆိုဗီယက်ပြည်ထောင်စုရဲ့နယ်မြေစစ်ပိုက်တွေကိုပါထပ်မံသိမ်းပိုက်ပြီးတော့ဥရောပတစ်ခုလုံးနီးပါးကိုပါသိမ်းပိုက်နိုင်ခဲ့ကြပါတယ်နာဇီတွေကအဲ့ဒီကာလတွေမှာဂျူမိုရီရဲ့ဝါဒပြပြနေကြတာကြောင့်ဂျူရှင်းလင်းရေးအစီအစဉ်တွေကိုရရဆက်ဆက်ဆောင်ရွက်ခဲ့ကြပါတယ်အကျဉ်းစကားတွေတိဆောက်ပြီးတော့ဂျူလူမျိုးတွေကိုအစုလိုက်ပြိုလိုက်ဘောနော်ဒီကာဗွန်မိုနိုဆိုက်တန်ငွေတွေတိုးပြီးတော့ရရဆက်ဆက်ကိုတပ်ဖြတ်ခဲ့ကြပါတယ်အဲ့ဒီမှာဂျူလူမျိုး6တန်းကျော်နဲ့တခြားသောလူမျိုးစုတွေကိုသိစေခဲ့တဲ့လူမျိုးစုတပ်ဖြတ်မှုတွေကြီးဟာဒီလူသားသမိုင်းမှာအလောဆိုးရွားတဲ့ဖြစ်တစ်ခုဖြစ်သမိုင်းတွင်ခဲ့ပါတယ်အဲ့လိုဒီဥရောပတခွေစိတ်ကြိုက်လွှမ်းမိုးပိုချနေခဲ့တဲ့နာဇီတွေဟာ1942ရှေ့ဘက်စစ်မျက်နှာမှာရှိတဲ့ဆိုဗီယက်ပြည်ထောင်စုတပ်တွေကိုစတင်ရှုံးနိမ့်လာခဲ့ပါတယ်
အဲ့နောက်ပဲဆင်းမနာမှာလဲမဟာမိတ်တွေရဲ့ normandy ကားတက်ပွဲအောင်မြင်မှုနဲ့တူဒုတိယကမ္ဘာစစ်ကိုအလှည့်ပြောက်ဖြစ်စေခဲ့ပါတယ်နာဇီတွေကရှေ့နောက်နှစ်ဖက်ညဆစ်ရှုံးမှုတွေကြိုလာရပြီးတော့မဟာမိတ်တွေကနောက်ဆိုဘာလင်မြို့ထိချီတက်သိပိုက်ခဲ့ကြပါတယ်ဟစ်လာကလည်းဆစ်ရှုံးမှုကြောင့်သူ့ရဲ့မြေအုပ်မှာကတည်းကကိုအဆိုးစီရင်တွားခဲ့ပါတယ်အဲ့လိုနဲ့ဒုတိယကမ္ဘာစစ်ကဥရောပစစ်မျက်နှာမှာအဆုံးသတ်သွားပြီးတော့ကြာရှိနေသေးတဲ့နာဇီဝါဒီတွေကိုနှွေးပတ်စစ်ခိုးရုံမှာဆွဲချက်တဲ့အရေးယူခဲ့ကြပါတယ်မဟာမိတ်တွေကဒီစင်ရဇဝမှုနဲ့လူမျိုးတော်တပ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့တဲ့နာဇီဝါဒီတွေနဲ့ကြွကြံတွေကိုအရေးယူနှိမ့်နှင်းခဲ့ပြီးတော့လူသားသမိုင်းမှာနောက်ထပ်ဒီလိုဖြစ်ရဆိုမျိုးထပ်မဖြစ်အောင်ဆိုပြီးတော့အစွမ်းကိုစူးစမ်းကာကွယ်တားဆီးခဲ့ကြပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျအစိုးထိအခြေပေးပြီးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဘယ်လိုပဲနေကောက်ကြမှာကြပါစေ